ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအခြေချနေထိုင်ကြပြီးအာရခဘင်္ဂလားဒေ့ရှ်နေဆက်မှာနေဆက်ဖြတ်ကျော်အကြမ်းဖက်မှုတွေကျူးလွန်နေကြတဲ့ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမား53ဦးကိုဘင်္ဂလားဒေ့ရှ်အစိုးရထိန်းသိမ်းထားပါတယ်။အဲ့ဒီအကြမ်းဖက်သမားတွေဟာနမစ်ကိုဖြတ်ကျော်အကြမ်းဖက်မှုတွေကျူးလွန်ဖို့ကြိုးစားနေကြတာမို့ဇန်နဝါရီလ17ရက်ဒီနေ့မနက်ကအာရခတပ်တော်ကအကြမ်းဖက်နှိမ်နင်းတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီလိုတိုက်ခိုက်ခံရလို့ရိုဟင်ဂျာ民ခံလက်နက်ကိုင်ကျန်းဖက်သမား90ခန့်တည်ဆုံပြီးတန်ရာရသူတွေအပါအဝင်နောက်ထပ်90ကျော်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံသို့အသက်လူထွက်ပြေးခဲ့ကြတာပါအဲ့ဒီရိုဟင်ဂျာ民ခံလက်နက်ကိုင်ကျန်းဖက်သမားတွေဟာအာရခတစ်တော်ထိန်ချုပ်ထားတဲ့အာရခဘင်္ဂလားနေဆက်မောင်တော်မြို့နယ်လေးရကွမ်းတိပင်စတဲ့အုပ်စုနမြစ်ထဲမှာပုံခိုနေထိုင်ပြီးအကြမ်းဖက်မှုတွေကျူးလွန်နေကြတာဖြစ်ပါတယ်အဲ့ဒီအကြမ်းဖက်သမားတွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခြေကုပ်ယူနေထိုင်ကြပြီးနေဆက်ဖြတ်ကျော်အကြမ်းဖက်မှုတွေကျူးလွန်နေကြတာဖြစ်ပါတယ်။အဲ့ဒီအကြမ်းဖက်သမားတွေကိုဘင်္ဂလားဒေ့ရှ်အစိုးရကဖမ်းဆီးအရေးယူတာတွေမပြုလုပ်ကြတာမို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဝေဖန်ပြောဆိုနေကြပါတယ်။အဲ့ဒီရိုဟင်ဂျာ民ခံအကြမ်းဖက်သမားတွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနေဆက်ဖြတ်ကျော်ပြီးအာရခတပ်တော်ထိန်ချုပ်နေမြေ9နေရာခန့်ကိုတပြိုင်နက်တည်းဝင်ရောက်အကြမ်းဖက်မှုတွေကျူးလွန်ဖို့ကြိုးစားလာကြတာလို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကဆိုကြပါတယ်။အဲ့ဒီလိုနေဆက်ဖြတ်ကျော်အကြမ်းဖက်မှုတွေကျူးလွန်လာကြတာဟာမနေ့ပြန်စတင်မဲ့အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကြားနာမှုအတွက်အချိန်ကိုက်လှုပ်ရှားလာကြတာဖြစ်ပြီးနောက်ွယ်ကအမိန့်ပေးစီခိုင်းနေကြသူတွေလည်းရှိနေကြတယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကဆိုကြပါတယ်။အဲဒါကြောင့်ရိုဟင်ဂျာ民ခံလက်နက်ကင်ကျန်းဖက်သမားအားလုံးကိုဘင်္ဂလားဒေ့ရှ်အစိုးရကဖမ်းဆီးအရေးယူပြီးအကြံဖက်နေနေရေးတွေအရေးပေါ်ဆောင်ရွက်ပေးဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကတောင်းဆိုနေကြပါတယ်။